ခုတလော login ဝင် error တက်တာတွေပါတယ်ရောရှိကြလားမသိဘူးเนาะအဲ့လို login error တက်တယ်ဆိုလို့ရှိရင်လည်းဘယ်လိုဝင်ရမလဲဆိုရင် Gmani ရဲ့ဒီ account ပေါ့เนาะ account ရဲ့ home page တွေကိုဝင်မယ်ဝင်ပြီးတော့ရင်သူက login and sign up ဆိုတဲ့အပြရောင်လေးကိုနှိပ်မယ်ပြီးရင်သူ့မှာနှစ်ခုရှိရအပေါ်က create account ရဲ့အောက်က login ရဲ့အဲ့ဟာအပေါ်က create account တွေကိုမဝင်မဲနဲ့အောက်မှာ account ဖွင့်ပြီးသားဆိုရင် login တွေကိုဝင်ပြီးတော့အဲ့ဒီထဲမှာ Gmail နဲ့ပေါ့เนาะ Gmail နဲ့password လေးကိုမှန်အောင်ထည့်ရမယ်ပေါ့နော်အကယ်၍ password ကမမှတ်မိတော့ဘူးဆိုလို့ရှိရင်လည်းစိတ်ပူစရာမလိုဘူး gmanitrans.myanmar Facebook page မှာ account password မမှတ်မိတော့လို့ဆိုလာမေးပြီးတော့ခါရောက်တော့ gmani account ဖွင့်ထားတဲ့ဖုန်းနံပါတ်လေးပြောပြလိုက်တယ်ဆိုလို့ရှိရင် account ကပြန်ပြီးတော့ဝင်လို့ရတယ်ပေါ့နော်အခုရုံးမှာဒီ login error လေးတော်တော်တက်နေတာတွေ့ရပေါ့နော်ဘာလို့လဲဆိုရင်ရုံးက security မြင့်ထားတော့လေတချို့ကကြတော့ဒီ login ဝင်တဲ့အခါမှာဒီဖွင့်ထားတဲ့ Gmail account ဖွင့်ထားတဲ့မေးတွေ password တွေမိသွားရရှိရပေါ့နော်အဲ့လိုမျိုးမိသွားရဆိုလို့ရှိရင်ဘယ်လိုလုပ်ရမလဲဆိုရင်ဒီအမားတို့ရဲ့ gmanitrans.myanmar Facebook page မှာတစ်ချက်လောက်လာပြီးတော့ဆက်သွယ်ပေးကြပါပေါ့နော်